အသက်50ကျော်60တန်းဝင်လာတော့မဲ့သူများနားထောင်တင်ပါတယ်။လူဟာအသက်50ကျော်လူ60တဲ့ဝင်လာပြီဆိုရင်စပြီးအိုမင်းလာပါပြီ။ဒီတော့နောင်လာမယ့်အချိန်တွေအတွက်ကြိုပြီးပြင်ဆင်ထားရပါတော့မယ်။ဒါပေမဲ့မတုံလို့မချောက်ချပဲရင်းဆိုင်ကြော်လွားသွားနိုင်ဖို့လိုပါတယ်။ပထမဆုံးနေဝင်ချင်းအဖော်တွေတဖြည်းဖြည်းနဲလာတော့မယ်။ကို့အဖော်ကအထီးကျန်ရက်တွေပဲဖြစ်လာတော့မယ်။ဒီအချိန်မှာကိုလောက်ရမှာကတယောက်သေးနေထိုင်ကပ်ဖို့နဲ့အထီးကျန်ဘဝကိုရင်ဆိုင်နိုင်ဖို့ပါပဲဒုတိယလာမဲ့နေဝင်ချင်းပတ်ဝန်းကျင်ကကိုကိုတတိထောင်းနေရမယ့်ရက်တွေတဖြည်းဖြည်းနဲလာတော့မယ်အရင်ကလုပ်ငန်းကြီးတွေဘလောက်ပဲအောင်မြင်ခဲ့ဘလောက်ပဲနာမည်ကြီးအိုးလာရင်ကိုဟာတာမန်အဘိုးကြီးအဖွားကြီးဘဝကိုရောက်သွားပါပြီနောက်ပြီးတောင်းတောင်မှအေးအေးဆေးဆေးနေတတ်အောင်လဲလေ့ကျင့်ထားရပါတော့မယ်လူစုံတက်ဆုံကျင်းပတဲ့အပျော်အပါပွဲတွေကိုလည်းမေ့ထားရတော့မယ်ပြီးတော့နောက်ပေါက်ကလေးတွေရဲ့ပျော်ရွှင်စူညံတောင်းကျမ်းမှုတွေကိုမနစ်မြုပ်ခြင်းအဖြစ်တင်ခြင်းမျိုးတွေမလုပ်မိအောင်စိတ်ကိုထိန်းရတော့မယ်အချိန်ပါတတိယလာမယ့်နေဝင်ခြင်းတတိယလာမယ့်လမ်းကတော့အန်ဒီရယ်တွေနဲ့ပါပဲအယိုးကျိုးနိုင်တယ်နှလုံးသွေးကြိုးတွေပိတ်သွားနိုင်ပြီးမှတ်ဉဏ်တွေအားနေပြီးတတိတွေမေ့လာပါတော့မယ်ယောဂတွေနဲ့တွားရမယ့်ဘဝကိုကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပြီးအရင်ကတငယ်ချင်းတွေရဲ့နေရာမှာအခုယောဂတွေကဘောဓာဖြစ်လာပါလိမ့်မယ်ငါကဘာယောဂမှမရှိဘူးဒေါင်းမြည်ပဲလို့အတွေးတိမ်နေပါနဲ့တော့အတတ်နိုင်ဆုံးအားကစားလေးမြလုပ်ကိုယ်စိတ်ကိုတည်ငြိမ်အောင်ထားနိုင်ဖို့ကအရေးကြီးလာပါပြီစတုထလာမယ့်နေဝင်ချိန်ဘဝကိုကရင်မော်မှာဖြတ်တန်းရတော့မယ်လို့ကြိုတွေးထားရပါတော့မယ်အမေပထမဆုံးခေါ်လာတဲ့ကရင်ဘော်ကပတ်လက်ဘဝလေးကိုအခုပြန်စရပါတော့မယ်ဘဝတစ်လျှောက်လုံးအပျော်တွေအခက်အခဲတွေကိုရင်ဆိုင်ကြော်ခက်ခဲ့ရပြီးနောက်ဆုံးမှမူလနေရာကိုပြန်ရောက်သွားတဲ့သဘောပါပဲအဲ့ဒါကတော့ကရင်လေးတစ်ခုပေါ့ပဲပေါ့ပြီးတော့သူများပြုစုတာကိုလက်ခံရတော့မယ်အမေပြုစုတာနဲ့တော့တူနိုင်မှာမဟုတ်ဘူးပေါ့ကိုလာတော့ကတော့အမေရဲ့ပြုစုမှုအောက်မှာကြီးပြင်းခဲ့ရပေမဲ့ကိုသွားရမယ့်အချိန်ကြာရင်ကိုအနားမှာပြုစုမဲ့သူကဆွေမျိုးသားချင်းတွေဖြစ်ချင်းဖြစ်နေမယ်သားသမီးတွေဖြစ်ချင်းဖြစ်နေမယ်ဒါပေမဲ့တေချာစွာလက်ခံထားဖို့လိုတာကအမေပြုစုခဲ့တယ်လို့တော့ဟုတ်နေမှာမဟုတ်ဘူးဆိုတာပါပဲမျက်နာမှာအပြုံးလေးတွေနဲ့စိတ်သေးကနေတော့ညူစုနေမဲ့လူနာဆောင်တွေနဲ့မကြုံရဘူးလို့လည်းမပြောနိုင်ဘူးလိဒါပေမဲ့ဒါကိုကိုကခေါင်းငုံတီးခန့်ပြီးပြုစုပေးတဲ့သူကိုပဲကျေးဇူးတင်နေရမယ်အချိန်ပါနောက်ဆုံးညမမောင်ခင်အသက်60ကျော်လာတာနဲ့လူဘဝရဲ့နေဝင်ချိန်လမ်းကအလင်းရောင်တွေတဖြည်းဖြည်းနဲ့ short ပါလာပါပြီဒီလမ်းကိုခက်ခဲ short ရတော့မယ်အသက်60ကျော်တာနဲ့အရာရာကိုစွန့်လွတ်ထားဖို့အသင့်ပြင်ဆင်ထားရမယ်စိတ်ရဲ့အေးချမ်းခြင်းတည်ငြိမ်ခြင်းတွေနဲ့ဖြတ်တန်းရတော့မယ်လေပတ်မင်းကျင်နဲ့တွားပြီးအငင်းပွားတာတွေမလုပ်နဲ့တော့သားသမီးမြင်းမြစ်တွေနဲ့အငင်းအခုံထေမနီနဲ့တော့အကောင်း